အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အလုပ်9ရက်လေးဆိုတော့မြန်မာစားစာရောင်းတဲ့ဈေးကိုသွားမယ်ပေါ့နော်နှစ်ယောက်ရှေ့ကတော့မင်းသားပေါ့နော်သွားဇက်လိုက်အခုကျွန်တော်ရထားနဲ့သွားမှာဆိုတော့ပူတာယုံပေါ့တက်ရမယ်ပေါ့နော်ရထားလမ်းပေါ်မှာဆိုတော့နေရာလည်းရမ်းပူတယ်ဗျအခုတလောကျွန်တော်တို့ဇက်လီကစီးပြီးတော့ပေါ်တက်မယ်ပေါ့နော်ဒါတော့အောက်ဘက်ကနေရာလေးပေါ့နော်အောက်ဘက်ကတော့သူတို့စာတင်ကျောင်းဗျဒီဘက်ကတော့ကားလမ်းပေါ့နော်ထားလမ်းပေါ်မှာဆိုတော့ကျွန်တော်တို့ပူတာယုံနဲ့လက်မှတ်ကောင်တာကိုသွားနေရပါတော့လက်မှတ်ဖြတ်ရမယ်ပေါ့မင်းသားတို့ရှိရပေးဖြတ်တယ်ဗျမင်းသားတော့ဖြတ်ခိုင်းတယ်မင်းသားသူစင်မပြေစကားပြောစင်မပြေဆိုတော့ကျွန်တော်ရှိရကြော်ပြီးတော့ပြောလိုက်တယ်ပြောပြီးတော့လက်မှတ်ဖြတ်ရတယ်ပေါ့နော်ကောင်တာရောက်တော့ပါမယ်ဒီကောင်တာရောက်ပြီပေါ့နော်ဘယ်တော့မှလည်းသူကမေးကျွန်တော်သွားမယ့်နေရာစဖမ်းမိုင်ပေါ့နော်စဖမ်းမိုင်သွားပါမယ်တယောက်ကို29ဘတ်ကြားတယ်ပေါ့နော်နှစ်ယောက်ဆို54ဘတ်အခုဆိုလက်မှတ်ရပါပြီလက်မှတ်လေးကြောင်းတကက်ကပြီးတော့စောင်းသွားချင်းမှာတော့ရှေ့ကပုံမှာစကန်ပြလိုက်ရုံပဲဗျစကန်ဖတ်လိုက်ရင်သူပေါက်ပွင့်တယ်ပေါ့နော်အဲဒီဖြတ်ပြီးတော့ကျွန်တော်တို့အပေါ်တက်ရအောင်မယ်ပေါ့နော်ရထားလမ်းဟိုပေါ်ဆုံးမှာဆိုတော့ဇက်လီကစီပေါ်ထက်ပြန်မင်းသားကလည်းတစ်ဖြတ်ပြန်ရိုက်ပေးရသေးရဲ့ဗျဟိုလည်းစိုက်ပြီးနေဆိုတော့မင်းသားရှောတာဗျကျွန်တော်တို့အပေါ်ရောက်ပြီပေါ့နော်ပေါ်တက်ကိုကန်ဆိုကျွန်တော်ရထားချီလေးတွေမှထွက်သွားတယ်ဗျနေ့ကျွန်တော်လဲရထားဆောင်ရင်ဟိုရိုက်တီရိုက်ပေါ့နော်9မိနစ်လောက်တော့စောင့်အောင်မယ်ထင်တယ်ဗျကိုရှိလေးထွက်သွားဆိုတော့အဲ့လောက်ပါပဲအများကြီးတော့မဆောင်ရပါဘူးကဲလာပါပြီကျွန်တော်ရထားလဲရောက်တော့ပါမယ်ကျွန်တော်သွားမဲ့လိုင်းရဆန့်ကျင်မဲ့ရထားတော့လာပြီပေါ့နော်ကျွန်တော်ရထားလဲဟိုးမမြင်နေရပါပြီလာနေပါပြီတိတ်မကြောက်ဘူးဗျညာသုံးဆောင်ရ9မိနစ်ပဲသွားလာတာတိတ်ဆင်ပြေတယ်ကျွန်တော်စီးရမယ့်ရထားလဲလာနေပေါ့နော်ဟိုမှာရောက်ပါပြီစီးရမယ့်ရထားတော့ရထားပေါ်တက်ပါပြီခင်ဗျာရောက်ချင်းပေါ့နော်ကျွန်တော်ထိုင်မဲ့နေရာချတယ်ဒါပေမဲ့မင်းကလေးအများစုထိုင်နေတော့ဘေးမှာဝင်ထိုင်မှုတိတ်ဆင်မပြေဘူးဗျအဲနဲ့ကျွန်တော်လည်းမတည့်ရက်ပြီးစီးလို့ရမယ့်နေရာလေးရွေးလိုက်ပါတယ်မင်းသားတော့စိုက်ပြီးနေကြကျွန်တော်ဆင်းရမယ့်ပူတာရောက်ပါပြီဟိုဘက်ပူတာယူလာတဲ့ကတ်လေးဒီဘက်ပူတာရောက်ရင်တော့ဆက်တဲ့ပြန်ထည့်ပေးရပါတယ်ခင်ဗျကျွန်တော်အောက်ကိုဆင်းတော့မယ်ပေါ့နော်ဒါပေါ်ကဆင်းတော့ပါမယ်ခင်ဗျ
ဒါနဲ့ရှေ့ကောင်မလေးလှလာကွန်မန့်ပေးကကဲကျွန်တော်တို့အောက်ကိုဆင်းနေပါပြီပေါ့နော်သူကလည်းကျွန်တော်တို့ဘူတာမှာဗီဒီယိုရိုက်နေမှန်းဒီတော့တုံးနဲ့ဆင်းသွားဗျကိုလည်းမတားပါဘူးသွားပါစီပေါ့ကိုနဲ့မှမဆိုင်စတာနော်ကျွန်တော်တို့အောက်ကိုရောက်ပါတော့မယ်စီရတော့အောက်မှာပေါ့နော်စီသွားမှာပါကျွန်တော်တို့ဟိုကယူလာတဲ့ကပ်ပြားလေးတွေဒီထဲမှာပြန်ထည့်ရမယ်ပေါ့နော်ပေါက်လေးတွေပြန်ထည့်ရပါမယ်မင်းသားတော့ထည့်သွားပြီပေါ့နော်ကျွန်တော်ကတော့အခုထည့်လိုက်ပြီဆိုတော့အပေါက်လေးလည်းပွင့်တော့ဖြတ်ပါပြီဒီကဟိုပြန်သွားရင်လည်းအဲ့လိုပုံစံမျိုးပေါ့နော်လက်မှတ်ကောင်းတယ်မှာလက်မှတ်ဖြတ်ပြီးရင်တော့ဟိုဘက်ကူတာရောက်ရင်တော့ဆက်တယ်ပြန်ထည့်ပေါ့နော်အဲ့လိုပုံစံပါပဲသွားတယ်တော့လွယ်သွားပါတယ်တစ်ခါလောက်သွားဖို့အဆင်ပြေပါတယ်သွားတဲ့ခင်တော့ကျွန်တော်လည်းလိုပဲဗျတိုင်ပတ်တယ်မျက်စိလေနောက်တော့လောက်သွားဘူးလာဘူးတော့နည်းအဆင်ပြေသွားပြီဗျလိုလေရသွားပြီပေါ့နော်ဟုတ်ကလမ်းလေးတိုင်းကျွန်တော်အောက်ကိုဆင်းရမှာပေါ့နော်အောက်စီးအောင်အောက်မှာဆိုတော့ကာလမရောက်တော့ပါမယ်ရထားလမ်းတော့ဟုတ်မြင်နေရတာတော့ဘွားသွားတဲ့ရထားလမ်းပေါ့နော်ဆိုတော့ကျွန်တော်စီးလာတဲ့ရထားလမ်းမှာအောက်ကတော့ကားလမ်းပေါ့နော်အဲ့ဒီကရင်ထဲရောက်တော့တက်ကြီးဖွားကြီးကမဟုတ်ခေါ်ရအောင်ကိုလည်းဝယ်ချင်ပါတယ်ပြီးတော့ရိုက်နေဆိုတော့စိတ်စင်မပြေလို့လေနော်နာတော့တနာပါဝယ်ချင်ပါတယ်နောက်တစ်ခေါက်သွားမှာပဲဝယ်ပေးခဲ့လိုက်ပါမယ်ဒါတော့ကျွန်တော်တို့သွားမယ်စီရောက်ပြီပေါ့နော်ဒါတော့စားတောက်နေရပြီပေါ့နော်ကန်တင်းပေါ့ဘုံကတော့ဖုန်းဆိုင်ဒါနဲ့တကြံသားနီးပြီဆိုတော့တကြံဆိုပဲတစ်ပတ်ခါရောက်ပြီလေတကြံအင်ကြီးလေးလာရဗျာစေရောနည်းနည်းကြည့်ရပေါ့နော်ကိုလည်းစေးကြီးပဲမဲ့ဝယ်ခဲ့လိုက်တယ်အင်ကြီးလေးတော်တော်လာရဗျာကြိုက်တော့ကြိုက်တယ်အများကြီးတော့မဝင်နိုင်ဘူးနည်းနည်းပေါ့ကိုလည်းတကြံပဲသွားမှမတည်သေးတော့အများကြီးမဝယ်ရဘူးအိမ်ထဲဝတ်နေရမှာဆိုလို့ကဲအခုကျွန်တော်တို့ဝယ်ရမယ်စီကုံစိမ်းတန်းထဲကိုရောက်ပြီပေါ့နော်ကျွန်တော်တို့ဆိုင်ရညာဘက်ကိုရှိုးရမယ်ဗျကျွန်တော်တို့ဝယ်နေကြဆိုင်နေရတော့ဥမရက်နေဆိုတော့ဒီညရက်လူတာတိုးရဗျဒီညတကြံပိတ်ရက်ဆိုတော့ဝယ်တဲ့လူလည်းနေလို့ရောင်းတဲ့လူလည်းနေတိတ်မတိုးရအောင်အခုဆိုရောက်ပြီပေါ့နော်ကျွန်တော်ဝယ်တဲ့ဆိုင်တွေကဒီဘက်ပင်ဘက်ပေးလေးမှာဒါပေမဲ့ကျွန်တော်ဝယ်နေကြဦးလေးရမရှိတော့ဝင်ရမှာသူ့သမီးလားသူ့ညီမလားမသိတော့ဝင်ရမှာနည်းနည်းခက်နေလို့လိုက်ဝေးညံကြီးတော့ဝါတုတ်လေးဆိုတော့ကိုလည်းနည်းနည်းကြောက်လို့ဝင်ရမှာချိန်နေသူ့လေးကိုမေးတော့ဘယ်ရောက်သွားတော့ဆိုတော့မှောက်နေရဲ့ဆရာကြီးကကိုလည်းရောက်နေစားတယ်မထူးတော့ဝယ်ရမယ်ပေါ့နော်ဝယ်မရမှာဆိုတော့ဝယ်လိုက်ပါမယ်လေလို့ဆိုတော့ဝယ်လိုက်